ညံပြောက်ပြီးငါနဲ့တာကြက်ခဲ့တဲ့သူကိုမေ့တော့ခဲ့တဲ့သူမှာပါတီပွဲတစ်ခုမှာအားလုံးကပျော်ရွှင်စွာနဲ့ခွတ်ချင်းတိုက်အောင်ပွဲခံနေကြပါတယ်အဲ့ဒီချိန်မှာဒုဥက္ခရာကသူ့တပည့်ကိုအရက်ခွတ်တစ်ခုပေးပြီးခိုင်းလိုက်ပါတယ်ဒီရက်ခတ်ကိုသူမစီကိုပို့ပေးလိုက်လို့ဆိုပြီးပြောတယ်တပည့်ဖြစ်သူကစိုးရင်စီနဲ့ဒုဥက္ခရာရဲ့ဒီနေ့ကမမဆူရဲ့အောင်ပွဲခံလေးဒါကြီးကတော့မကောင်းမှုထင်ပါတယ်ဆိုပြီးပြောတယ်ဒါပေမဲ့ဒုဥက္ခရာကတော့အေးဆက်ဆက်နဲ့ပဲပြန်ပြောလိုက်ပါတယ်သူ့ကိုခဏလောက်အိပ်ပျော်သွားစီရုံမှာပဲငါ9နှစ်တာဆောင်ခဲ့ရတဲ့သူမှဒီနေ့ပြန်ရောက်လာတာငါတို့နှစ်ယောက်ကြားမှာဘသူ့ကိုမှနှောက်ယှက်တာမျိုးလိုချင်မှုဆိုပြီးပြောလိုက်တယ်တခြားတစ်ဖက်မှာတော့ကင်ဆာတိုက်ဖြတ်ရေးအောင်မြင်စွာဖော်ဆက်နိုင်ခဲ့တဲ့မမဆူတယောက်တငယ်ချင်းတွေရဲ့ဝိုင်းဝိုင်းလက်ချီးကျူးတာကိုခံနေရပါတယ်ကြည့်ရှာနင်ကငါတို့ရဲ့ idol ပဲနင်ကဒီတစ်ခေါက်ကင်ဆာတိုက်ဖြတ်ရေးဆေးကိုအောင်မြင်စွာဖော်ဆက်နိုင်ခဲ့ရုံနဲ့မကောက်ဆေးပညာစုအတွက်ပါစကားတင်ပါသွားခဲ့တယ်ဒီတစ်ခေါက်တော့ငါအကိုကိုလည်းနင်နဲ့တွဲဖို့သဘောတူရတော့မှာပါဆိုပြီးပြောလိုက်တယ်တငယ်ချင်းမလေးကအဲ့ဒီမှာရင်တငယ်ချင်းတယောက်ကမမဆူရဲ့9နှစ်တာချစ်ဇလန်းကြောင်းကိုဆက်ဆုလိုက်တာပေါ့ဒါနဲ့ကြည့်ရှာနင်တို့အခရနာကိုလိုက်နေတာ9နှစ်တောင်ရှိပြီလို့ကြားတယ်နင်တို့နှစ်ယောက်ချင်းကဘယ်လိုလဲငါတို့ကိုပြောပြပါအောင်ပြောပြဆိုပြီးမေးလိုက်တယ်အဲ့ဒီချိန်မှာပဲဝန်ထမ်းတယောက်ရောက်လာပြီးအာနာပါတယ်ခဏလောက်နှောက်ချက်ပြစီဖွဲ့ကောင်းဆောင်စီကိုယူပါတယ်ဒါကငါတို့ဒုအခရတိုက်ခိုင်းလိုက်တဲ့အောင်ပွဲခံအရက်ပါဒါပေမဲ့ရုတ်တရက်ဆိုသူလိုပဲနောက်တစ်နေ့မှာတော့မမစုတယောက်ဆေးရုံတင်လိုက်ရပါတယ်ဘာလို့တော့ဆိုတော့မနေ့ကတောက်လိုက်တဲ့အရက်ထဲမှာတတ်မတဲ့ဆေးပါနေတယ်လို့ပါတငယ်ချင်းဖြစ်သူကဆိုရင်တကြီးနဲ့ဆေးရုံကရင်ပေးမှာစကားတွေပြောနေပါတယ်ဘလို့နေသေးလဲမနေ့ကတကယ်ကိုအန်ရများလို့နေနင်ကဆေးနဲ့ပြင်းပြင်းနေကိုတတ်မတဲ့ဘူးအဖျားတွေလည်းရမ်းတက်နေကြတာနင်တင်မလို့တော့ဖြစ်သွားတာသိရလားငါ့ကိုကလည်းလွန်နေဒီလိုဖြစ်နေတာတော့နင်ကိုလာမကြည့်ဘူးဆိုပြီးပြောတယ်ဒါပေမဲ့ကိစ္စကအဲ့ဒါတွေမဟုတ်ပါဘူးမမစုတယောက်တတိယလာတဲ့ချိန်မှာစမ်းကြတဲ့အရာတစ်ခုဖြစ်သွားခဲ့ပါတယ်ကျန်တာတွေတော့ငါမှတ်မိပါတယ်ဒါပေမဲ့နင့်ကိုဆိုတာဘာလို့လဲငါအုံနောက်ထမှာအဲ့လိုလူမျိုးမရှိပါဘူးဆိုပြီးပြောလိုက်တယ်တငယ်ချင်းဖြစ်သူကတော့အွန်လိုင်းပြီးတယ်ငါအကိုလေးဖူးထင်းချုံးလေးဒီတစ်ခေါက်ငါအကိုကိုလိုက်ဖို့အတွက်နီလန်အစ်မဟုတ်ပါဘူးနော်မှတ်ညံပြောက်ချင်အောင်ဆောင်ပြီးငါအကိုရဲ့တင်နာကညနာကိုယူမလို့မဟုတ်လားလို့မေးလိုက်တယ်မမစုကတော့တကယ်ကိုတစ္ဆာဆိုပြီးအတီးပြောလိုက်ပါတယ်နင့်တွေးလို့နေပြီငါတကယ်ပဲဘာမှမမှတ်မိတော့တာငါချိန်ပြောရတယ်ဖူးထင်းကငါနင့်ကိုလိမ့်နေအသေးစိုးနဲ့သေးပါစေဆိုပြီးချိန်ပြလိုက်တယ်ဒါဆိုရင်မမစုရဲ့မှတ်ညံတဲ့ကနေအဲ့ဒီအမျိုးသားဘာကြောင့်ပြက်ကွယ်သွားရတာလဲတငယ်ချင်းဖြစ်သူကပြီးခဲ့တဲ့9နှစ်တွင်မမစုသူ့ကိုနောက်ကိုယူမှုလိုက်ခဲ့ရတဲ့ဖြစ်စေတွေကိုပြန်ပြောပြလိုက်ပါတယ်ခုတော့ငါပေါ်ဟာငါကိုမြင်ချင်းချစ်မိသွားတာသူ့နောက်ကို9နှစ်တိတောင်လိုက်ခဲ့တာလေဒါပေမဲ့ငါကိုကနင့်ပေါ်တိတ်အေးဆက်တာပဲသူ့စိတ်ထဲမှာသူ့ရီစားဟောင်ဖို့ဝံရွယ်ပဲရှိတာအဲ့ဒီရီစားဟောင်ကသူ့ကိုဆွန့်ပစ်သွားတော့ဆိုငါကိုကခန်းထဲမှာပဲအောင်အလုပ်လည်းမလုပ်အရက်ပဲတောက်စားမှုရစ်နေကြတာတငယ်ချင်းဖြစ်သူကဆက်ပြီးတော့ပြောတယ်ဒီနှစ်တွေထဲမှာနင်ကပဲသူ့ဘေးနားမှာအမြဲရှိပေးခဲ့တာတစ်ဖက်ကလည်းသူ့ကိုပြုစုရင်တစ်ဖက်ကလည်းကင်ဆာဆေးဖော်ဆက်နေခဲ့ရလေနင်ဒီလောက်တောင်လုပ်ပေးခဲ့တာကိုသူကတော့နင်ကိုချစ်တဲ့ကြည့်နေမကြည့်ပေးခဲ့ဘူးနေ့ကနင်အဲ့ဒီလောက်အနေများကြတာနင်ကိုပြစ်ထားပြီးရီစားဟောင်ဖို့ဝံရွက်စီသွားနေခဲ့တာဒါကိုကြားလိုက်ရတဲ့မမစုတယောက်စိတ်ထဲမတည်မကြဖြစ်သွားပါတယ်နင်ပြောတာကြည့်ရရင်ငါကတကယ်ပဲသူ့ကိုရင်ကြက်ခဲ့တာပေါ့နင်ငါ့ကိုလိန်နေတာတော့မဟုတ်ပါဘူးနော်ဆိုပြီးမေးလိုက်တယ်မမစုကတကယ်ချင်းဖြစ်သူကတက်သေးဖြစ်နေဖုန်းထဲက chat မှတ်တမ်းတွေဓာတ်ပုံတွေကိုထုတ်ပြလိုက်တယ် chat မှတ်တမ်းတွေကိုကြည့်လိုက်အောင်ငါအကိုရဲ့မွေးနေ့လေဓာတ်ပုံ album ကိုကြည့်ဘလို့လဲပြန်မှတ်မိသွားလားဒါပေမဲ့ငါနဲ့လုံးယူမှုချစ်ခဲ့တဲ့အချစ်တူကိုမမစုတယောက်တကယ်ပဲမေ့သွားခဲ့ပါပြီသူ့ဓာတ်ပုံကိုကြည့်ပြီးနောက်ဆုံးပြောလိုက်တဲ့စကားကတော့မှတ်မမိဘူးဒါပေမဲ့နင်ပြောတာတွေကိုငါနည်းနည်းတော့ယုံကြည်လာပြီနင့်အကိုကတကယ်ပဲတော်တော်ချောတာပဲနော်ဆိုပြီးပြောလိုက်ပါတယ်